Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အတင်းတော့ကနေဆက်စင်ပေးတဲ့နှစ်တကာ picnic ထွက်ဖို့ရတဲ့စားတင်ပြမပြင်ဆင်နေကြပါပြီဒီခရီးကနည်းနည်းဝေးတာမို့တရားနဲ့တရားလမ်းမပြောက်ဖို့ရတဲ့ဥဆောင်တဲ့လူမနောက်လိုက်ပြီးတော့မှကဲအခုဆိုလို့ရှိရင်ကျွန်တော်တောင်ပေါ်မှာဒီညနေအိတ်ဖို့ရတဲ့ကိုစီအခန်းကိုရှာနေကြပါပြီဒီနေရာမှာဆိုလို့ရှိရင်တကယ်အေးချမ်းပြီးသားရတဲ့လေကောင်းလေတန်းရတဲ့တောင်လည်းဖြစ်ပါတယ်နေအဓိကရဲ့ဒီ picnic ကရဲ့ရည်ရွယ်ချက်ကတော့အတင်းတော့ကနေတယောက်နဲ့တယောက်မိသားရဖွဲ့ကြမယ်တချို့တင်းတူတင်းသားများအလုပ်ကိစ္စကြောင့် Sunday မှာမပါဝင်တဲ့လူရှိသလိုဒီမှာကလေးတငယ်များလဲတချို့ဒီမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်သူရဲ့တငယ်ချင်းတင်းတူတင်းသားများနဲ့ပျော်ရွှင်စွာနေနိုင်ဖို့ရတဲ့စစ်စင်တာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဘာမှယူသွားဆံမလို့ပါဘူးအတင်းတိတ်တဘောကောင်းတဲ့အတင်းလူကြီးတွေကနေပြီးတော့အကောင်လုံးကျွန်တော်တို့တင်းသားများတို့လှုပ်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့စားရုံပဲအိတ်ရုံပါပဲကျွန်တော်ဝါသနာပါတဲ့ကစားမယ်စကားပြောမယ်တယောက်နဲ့တယောက်ရင်ဖွင့်ကြမယ်တယောက်နဲ့တယောက်အကြောင်းပြောကြမယ်ဒါလည်းကျွန်တော်တို့မနော်တကယ်ပြောစရာကောင်းပါတယ်ကလေးတငယ်ဆိုလို့ရှိရင်ကဲအိမ်မှာမစားဖို့တဲ့အစားစားတွေကလည်းဒီမှာစားပြီးမှတိတ်ကျင်းတဲ့ပုံရပါတယ်တချို့ဆိုလို့ရှိရင်3ပကံ4ပကံတော့ရှောင်းမြန်မာတွေကြိုက်တဲ့အစားစားစီပြန်ဟင်းဝတ်သားစီပြန်ညမေသားစီပြန်ဟင်းချက်သားစီပြန်ချင်းပေါင်းကျော်ငပိကျော်တော့မုံငင်းချင်းတော့ခွေးသားကျော်တော့စားတဲ့ဖြစ်ပါတော့ရှောက်ပြီးမှစားပဲကျွန်တော်တောက်လျှောက်စားနေကြပါတယ်တချို့တွေဘိုက်ဝါလွန်လို့မျက်လုံးတော့မဖွင့်နိုင်ကြတော့ပါဘူးဒီမှာဆိုလို့ရှိရင်အသက်ကြီးတယ်လို့ဆိုရင်အသက်ကြီးတယ်လို့ဆရာဆရာမတွေရဲ့တဝိုင်းလူငယ်တွေလည်းတဝိုင်းအကြီးကတမျိုးဒီမှာမိခင်များနေလည်းရှိတဲ့အတွက်ကြောင့်မလို့ဒီကဒီမိခင်တွေကလည်းဒီနေရာမှာပျော်ပုံရပါတယ်တိတ်ပျော်ပုံရပါတယ်လက်ဆောင်တွေလည်းရနေကြတယ်ဆိုတော့တကယ်မျိုးသမီးတွေသူကနန်းနဲ့သူဥဆောင်ပြီးတော့မှကလေးကိုကျွန်တော်တို့အတင်းတူတင်းတမ်းရတဲ့ဘသူကလေးပဲဝါကိုလူမျိုးခွဲခြားမရှိဘဲနဲ့တကယ်ပြုစုတဲ့အမျိုးသမီးတွေလည်းရှိကြပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့အတင်းလူကြီးတွေကနေပါစတာကိုအဝင်ကလေးကတင်ချင်းအများကြီးမဟုတ်ပေးဖို့လည်းပြောထားပါတယ်ဒီနေ့မှာတချို့မိသားစုတွေကျန်တဲ့လူနဲ့မတည့်တဲ့အတွက်ကြောင့်သူတို့ရဲ့စန္ဒအတိုင်းဟိုတော်ထဲမှာတော့အိတ်နေကြပါတယ်ကျွန်တော်တို့ညမဲ့အိတ်ခင်မှာလဲကျွန်တော်တို့စားတယ်လူကစားဘာဘီကျူကင်းရင်းနဲ့ TV ကြည့်ကြတယ်ပျော်ကြတယ်ချင်းဆိုကြတယ်တချို့အိတ်ချင်းတဲ့လူဆိုလို့ရှိရင်နေရာယူလို့အသက်ကြီးရွယ်အိုဆိုလို့ရှိရင်နေရာယူချင်းကောင်းနေချင်းလို့ဆိုနေရာယူနေကြပါပြီဒီမှာအဝင်ကလေးတရားဟောလို့မပြီးသေးပါဘူးဒီမှာဆိုလဲသူတို့ကဘာပြင်ရောက်တယ်လို့ပဲသူတို့ရဲ့ယောက်ျားတွေကိုကလေးထင်ခိုင်းပြီးမှကျွန်တော်ပဲအပြောကောင်းသွားလို့လည်းမသိဘူးဒီမှာပဲငေးနေကြဒီမှာပဲပြောနေကြပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်မှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်